အလုံးနိုင်ရလေးဆိုတော့လိုအပ်တာလေးသွားဝယ်ခဲ့ပြီးတော့ဟင်းလေးချက်ဖို့အတွက်ပြင်ဆင်ပါမယ်ရှင်ကျက်သွန်ဖြူရဲ့အာလူးလေးရဲ့ခင်းချီလေးနည်းနည်းလေးလည်းဝယ်လာခဲ့ပါတယ်ပြီးတော့ကြက်သားလေးလည်းဝယ်လာတော့ကြက်သားလေးကိုလည်းစီးလိုက်ပါတန်းစင်ပြီးသွားရဆိုရင်တော့ပေါ့နော်ကြက်သားလေးကိုစနင်းလေးနည်းနည်းထည့်တယ်စားလေးနည်းနည်းထည့်တယ်ပြီးသွားရင်တော့အချုံမုတ်လေးနည်းနည်းထည့်လိုက်ပါတယ်ဂျင်းမုတ်လေးလည်းနည်းနည်းထည့်လိုက်ပါတယ်ပြီးသွားရင်တော့ရောသမမွေပြီးတော့နေထားလိုက်ပါတယ်။နေပြီးရင်နည်းနည်းလေးခဏနှက်ထားလိုက်တယ်ပေါ့နော်။နှက်ထားတဲ့အချိန်မှာကြက်သားလေးကိုခင်းချီတီလေးပါထည့်ချင်တာကြောင့်ခင်းချီတီလေးလည်းပပလီးလိုက်တယ်။ပြီးသွားရင်တော့ကြက်သွန်ဖြူလေးပါပလီပြီးစီးနေထားပါတယ်။စီပူလာပြီဆိုရင်တော့လီးထားတဲ့ကြက်သွန်ဖြူလေးကိုထည့်ပြီးတော့စီတက်လိုက်ပါတယ်။ကြက်သွန်ဖြူထောင်းဖို့အတွက်ပေါ့နော်။ငရုတ်စုံလေးလည်းဟိုဘက်ဆောင်မှာထားခဲ့ရဆိုတော့မယူလာခဲ့ရသေးလို့အခုလောဆယ်တော့ဖြစ်သလိုလေးပဲချက်စားဖြစ်ပါတယ်ကျက်သွန်နဲ့ကျက်သွန်ပြူကအယောင်လေးပြောင်းလာရင်တော့အစိမ်းမုံလေးထည့်ပြီးတော့ခဏမွေလိုက်တယ်ပြီးသွားရင်တော့ခရမ်းချီတီလေးပါထည့်ပြီးတော့ခဏအုပ်ထားလိုက်ပါတယ်သူ့အရင်နဲ့သူလုံးလိုက်ပြီးတော့မှနည်းနည်းလေးကက်ခန်နီနောက်မှာရေလေးထည့်လိုက်ပါတယ်ပြင်းတော့သိရင်တော့ချကန်နီမှာထည့်ချင်ပေမဲ့ပိုပြီးမွေးအောင်ဆိုပြီးတော့ရောချက်လိုက်ပါတယ်ပြီးတဲ့အချိန်မှာတော့နှက်ထားတဲ့ကြက်သားလေးကိုထည့်လိုက်ပါတယ်ရှင်ကဲကြက်သားလေးလည်းကြက်ပြီဆိုတော့အရွက်ကြော်ဖို့အတွက်ပြင်ဆင်ပါမယ်။ဟိုနေ့ကဝယ်ထားတဲ့ကစွန်းရက်လေးလည်းရှိသေးတာဆိုတော့ကစွန်းရက်နဲ့မိုးလေးပါကြော်စားပါမယ်။မိုးလေးတွေကိုတော့ရေရင်ဆေးလိုက်တယ်ပြီးသွားရင်တော့ကိုစားခြင်းတဲ့ပုံစံလေးအတိုင်းပေါ့နော်လီလိုက်ပါတယ်ရှင်ကစွန်းရဲနဲ့မူကြော်မှာဆိုတော့အစိမ်းတောက်ပြအောင်လို့အရင်ဆုံးကျက်သွန်ဖြူကတော့မပါမဖြစ်ဆိုကျက်သွန်ဖြူလေးကိုစီတက်လိုက်ပါတယ်ပြီးထားတဲ့မူလေးတွေကိုအရင်ဆုံးကြော်ပါမယ်မူလေးချက်လောက်ပြီဆိုရင်တော့ရေတက်စင်ထားတဲ့ကစွန်းရဲလေးကိုထည့်လိုက်ပါတယ်အရသာအနေနဲ့ကတော့ကိုလိုတိုစားချုံမိုးထည့်လို့ရပါတယ်ကစွန်းရဲနဲ့မူကြော်လေးလည်းရပြီဆိုတော့ဝါဒီဆွဲပါတော့မယ်အဆုံးထိလိုက်ကြည့်ပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာဗာလေးချက်ပြပြီးဗာလေးစားပြမလဲဆိုတာလိုက်ကြည့်ပေးကြပါဦးเนาะအားလုံး bye bye see you